ဒီညတော့မင်းဒီမှာပဲလိုက်ပေါ့နေ့မကြမှာမင်းကိုလိုက်ပြောပြီးတော့မယ်နောက်မမိုင်းနေပေါ့ကွာ ဒီကွာဒီနေ့ကိစ္စမှာတည်းရငါမှားတယ်လို့ငါတော့မပြောဘူးအဲဒါဒီဆိုင်ကယ်ဆိုတာလေအိမ်မှာတစ်စီးတည်းရှိတာတရားတူလည်းရှိတာမဟုတ်ဘူးအာမစီးတဲ့ဟောင်းကခဏယူသုံးလိုက်တယ်ကွာယူသုံးပြီးတော့ခုငွေလေးနည်းနည်းလိုတာနဲ့ငါပေါင်ထားလိုက်တယ်ကွာအဲ့ဒါကွာသူကငါ့ကိုဝမ်းနေချရည်ပါထိလောက်တာပြောတယ်ဖြစ်တယ်ဝင်နေတယ် အဲ့လိုတော့မဟုတ်သေးဘူးလေကွာမင်းအတိမပေးပေါင်တာဆိုတော့မင်းမှားတာပေါ့မင်းကိုဆဲလဲဆဲချင်းကြပါပဲမင်းပေါင်တဲ့ကိစ္စဆက်လို့ကိန်းကြောက်ဆိုတော့မင်းပြောနေငါဆိုတော့မင်းကိုအိမ်မောကန်ချတယ် ဒီကွာဒီကိစ္စငါမှားတယ်ပဲထားလိုက်တော့တကယ်ကြီး အေးပါမင်းစိတ်ဆိုးပြီးတဲ့ခါကျတော့လေငါလည်းလိုက်ပြောရတာပေါ့ဒါပေမဲ့ငါ့ကိုဂရီတစ်ခုပေးနိုင်တယ် ပေးတယ်ဆောင်းပြီးပေးရ မင်းဆက်လို့ကိန်းမစောနဲ့တော့ကွာပြီးတော့ရပစ္စည်းခိုးပြီးပေါင်တာမျိုးလည်းမလုပ်နဲ့တော့အဲ့ဒါမင်းဂရီပေးနိုင်တယ် ဒီပေး ဟဲ့မင်းမစိုးမိုင်းနဲ့တော့ကွာလိမ့်မာနေတော့မင်းအတက်လည်းကြီးနေပြီဟုတ်တယ်မလားအေးနားတော့အေးစီတော့သွား အေးတယ်အေးတကယ် ဟမ် အစဲလာတယ်ဆိုတော့ရှိတယ် ဘာစဉ်းစားလာတော့ မနေ့ကမင်းပြောသလိုပေါ့ကွာလေလင်ကောင်ကနေသိပြီပါညာဆိုတော့ငါလည်းလေလင်ကောင်နေတော့မလို့ကွာအဲ့တော့စဉ်းစားနေ ဟာအမှန်ပဲလေကောင်းတော့ကွာ ကြီးကကွာတင်းညာငါမျိုးဝင်ခံကြတဲ့သူရှိ ဟုတ် တယ်တရားတစ်ခုရှိတယ်ဆိုတော့ငါမှဘုံနိုင်ပတ်စံနေနေရှိတယ်နေညာဘုံနိုင်ပတ်စံနေရှိတယ်3သိန်းလောက်ပေါ့အများကြီးမဟုတ်ပါဘူးအဲ့ဒါငါအခုလိန်မာနေတော့မှဆိုတော့ငါမသုံးချင်တော့မင်းယူလိုက်တော့ကွာ ငါမယူပါဘူးကွာ ပုံမှုတွေငါကတကယ်လိန်မာနေတော့မှအဲ့ကြောင့်မင်းယူလိုက်တော့ မင်းကစိတ်မတန်ဘူးဆိုရင်အဲ့ဒီပတ်စံပိုင်ရှင်စီပြန်ပေးလိုက်ပေါ့ဟာ ပိုင်ချင်းကငါပြန်ပေးတယ်မယူတာ အဲ့မင်းတို့အခွင့်ယူရင်တော့လောကမင်းကိုပေးနေတာမင်းအဲ့ဒါကိုရင်းပြပြီးတော့အခုခုလုပ်လိုက်ပေါ့ဒါမှမဟုတ်တောက်လိုက်ပျော်သွားလိုက်နောက်ဆုံးနေတယ်ပေါ့ပြီးတော့မင်းလေးလေးမမနေပေါ့ကွာ မင်းမယူတာသိကြရနော် ဟာသိကြပဲ သိကြပြီအားရောက်ပြီးတော့မင်းအရက်လေးလိုက်တော့မှာ မတော်တော့ပါဘူးကွာအေးကမိန်းမရချိုးတော့ပြောထားလို့ ရက်တစ်လုံးတစ်ထောင်ရထားတယ်ဒါတပည့်ပလက်တော့စိတ်ကူးမမနေတယ် တော်ပါပြီကွာ လွတ်တော့ဘော ကောင်း သိကြနော် ဟေးပါဟာ သိကြနော်ရ သိကြတယ်သိကြတယ် သွားတယ်ပြီးတော့အဲ့ဆိုရင်ညငါကပြင်มาတော့မှာဆိုတော့ကွာညမိုးတွေပါချုပ်မှာဆိုတော့မင်းကားလေးခဏယူအောင်လေ အာယူဟာလေကွာမင်းကလည်းမနေ့ကမှပြန်လာပြီဟုတ်ပြီလား ဟာโอเคတကယ်ချင်းအဲ့ဆိုငါကားယူရလိုက်နော်မင်းငါတကယ်ချင်းကောင်းမယ် မင်းကပြောကြမလို့ အဲ့ဆိုငါသွားရင်တော့ โอเคကူးစားကလည်းဟင်းဆက်ချက်လာအောင်မယ်နင်တယောက်ထဲလားနင်တငယ်ချင်းရော အပြင်သွားတယ်ဘာဖြစ်လို့ အော်မသိပါဘူးငါဒီချိန်ဆိုနင်တို့ပလင်းထောင်နေပြီအောင်ထင်နေရ ဘာဖြစ်လို့လဲ ဟွန်းနင်တငယ်ချင်းပြောတော့ဒီနေ့လေသူကားဝယ်အောင်ကိစ္စတခုအဆင်ပြေမှာမလို့နင့်ကိုတိုက်မလို့ဆို ဟမ်ကားဝယ်ရော အေးလေငါတော့မှပြောလိုက်သေးရဲ့တောက်မယ်ဆိုလို့ရှိရင်အပြင်ကနေဝယ်တောက်မနေနဲ့လို့အပိုးတွေကုန်တယ်လို့နင်အိမ်မှာမတောက်ပဲတင်ထားတဲ့ double black ပလင်းတစ်လုံးဘီရိုထဲမှာရှိရယူတောက်လာ ਈ လို့ ငါတပည့်ပဲလေဟာ အေးနင်ဘာဖြစ်နေရလဲဟဲ့နင်ဘီရိုထဲကပတ်စံယူသေးလား ဟမ်မယူပါဘူးဘယ်တော့မလို့တော့ ငါဒီဗီဒီယိုထဲမှာထည့်ထားတာ3သိန်းလေ ဟမ်ဘယ်တော့ 3သိန်းလို့ ဟာဒီခွေးမလားတွေ့ပြီငါလေ